汉大ဝဒီရှင်ပြုရှင်မင်းတရားဒီနေရွာစံပြီးနောက်ဒူရိယမြန်မာနိုင်ငံတော်ကြီးဟာဖြည်းဖြည်းပြိုကွဲစပူလာပါလေဒီလိုချင်းနေစိုးလူရဲ့ကြားတဲ့ခါနေမြန်မာနိုင်ငံကိုပြန်လဲချူကြည့်ပေးမဲ့ချစ်တဲ့ကစ်ပေါ်ထွန်းလာပါလေအဲ့ဒီကတော့ညောင်ရန်ကစ်ပါညောင်ရန်ကစ်ကိုဒူရိယရင်ဝကစ်လို့လည်းခေါ်ကြပါလေ1999ခုနှစ်ညောင်ရန်မင်းဟာရင်ဝကိုပခုတ်ပြုတ်ပြီးမင်းဆက်တဲ့ကိုစတင်တည်တောင်ဖြစ်ပါလေညောင်ရန်မင်းဟာကွဲပြဖြစ်နေတဲ့ရှမ်းပြည်နယ်တလွှားနဲ့ထက်မြန်မာပြည်ကိုပြန်လဲတင်သွင်းခဲ့ပါလေသူ့ရဲ့စွမ်းဆောင်ချက်တွေကြောင့်တိုင်းပြည်ဟာပြန်လဲနိုးတာလာခဲ့ပါညောင်ရမ်းမင်းနေရွာစံပြီးနောက်တားတော့နောက်ပဲလုံးမင်းနိုင်တဲ့လာပြီးနေမီပြန်လဲစုချမှုကိုဆက်လက်လို့ဆောင်ပါ1673ခုနှစ်တန်လီကိုတင်ပက်ပြီးပေါ်တူကင်းနယ်ရှက်ဒီဖက်စတိုနစင်ကာကိုနေငင်းနိုင်ခဲ့ပါတာဟာမြန်မာပြည်ပန်တဲ့ထဲမှာနိုင်ငံရသားကျူးကျော်မှုကိုအောင်မြင်စွာဟန်တာနိုင်ခဲ့တဲ့တမိုင်းမတိုင်ခုပါနောက်ပဲလုံးမင်းနောက်မှာတော့တာလုံးမင်းနိုင်တဲ့လာပါလေတာလုံးမင်းလက်ထက်မှာညောင်ရမ်းကြီးရဲ့အငြိမ်သက်ဆုံးနဲ့အီချမ်းတာယာဆုံးကာလတခုဖြစ်လာခဲ့ပါတယ်တာလုံးမင်းဟာစစ်တိုက်ခြင်းနဲ့ပြည်တွင်းတင်ကျင်ရေးကိုအတိအကျအားထားပြီးပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပါ1630ခုနှစ်မှာမြို့တော်ကိုခုကနေရင်းဝါကိုပြောင်းရွှေ့ခဲ့ပါတယ်ဒါကြောင့်လေဒုတိယရင်းဝါခဲလို့ထပ်ထိတ်မှခေါ်ဆိုတာပါတာလုံးမင်းရဲ့ထင်ရှားဆုံးလှုပ်ဆောင်ချက်ကတော့တာလုံးမင်းစစ်တမ်းလို့ခေါ်တဲ့မင်းတို့ပြန်တန်းတွေပါတနိုင်ငံလုံးမှာရှိတဲ့လူဦးရေမြေယာကျဲဝန်းနဲ့ထွက်ရှိတဲ့ပြည်နယ်စင်းတွေကိုစနစ်တကျကောက်ယူခဲ့ပါတယ်ဒါဟာမြန်မာသမိုင်းမှာပထမဆုံးစနစ်ကျတဲ့စီရင်အင်းနဲ့အုပ်ချုပ်တဲ့ရန်တရားတစ်ခုဖြစ်လာပါတယ်အခွန်အတုပ်တွေကိုလည်းဒူဒန်းစားလိုက်ညတ်စွာစီကျက်နိုင်ခဲ့လို့ပြည်သူတွေတက်တာရခဲ့ပါတယ်ပါလာရေးဘက်မှာလည်းစကိုင်းကကောင်းမှုတော်ဖျားကြီးဟာတာလွန်မင်းရဲ့ထင်ရှားတဲ့ကုလူတော်တစ်ခုဖြစ်ပါတယ်ညောင်ရက်ကမှာစာပေပညာရှင်တွေလည်းအမြောက်များပေါ်ထွန်းလာခဲ့ပါထူးသဖြင့်ဝန်ကြီးပရိဒါယာစာရဲ့ကပြားလင်္ကာတွေဟာဒီကနေ့အထိညီမစာပေတော်ကမှတော့ပါနေသေးပါသူရေးသားခဲ့တဲ့သူစင်းရဲ့ပြုတွေဟာသူခေတ်ကတာမမီသူရဲ့ဘဝကိုထင်ဟပ်စေခဲ့ပါလေဒီလိုကပညာမှာလည်းအင်ဝတ်စတိုင်းလို့ခေါ်တဲ့နုနဲ့လက်ပါတဲ့တစ်တာပပူလက်ရတွေအားကောင်းခဲ့ပါလေအင်ဝတ်ဟာဘာခလာကျောင်းလို့တောင်းတော်ကြီးတွေဟာဒီထိရဲ့လက်ရမှုတွေကိုတက်တည်ပြနေတာပါဒါပေမဲ့တာလုံမင်းရဲ့နောက်ပိုင်းတန်းတက်လာတဲ့မင်းတွေဟာအဖြည်းဖြည်းအားနဲ့ဆက်အားနဲ့လာခဲ့ပြီး9ရာစုနောက်ပိုင်းမှာနန်းတွင်းရဲ့ချုပ်ထွေးမှုတွေမကြာခဏပေါ်ပေါက်လာခဲ့ပါတယ်မင်းကြီးမင်းသားတွေကြားအာနာလူမှုတွေကြောင့်ဘဟုဆိုရရဲ့တင်ရှုံမှုအားရော့ရဲလာခဲ့ပါတယ်တစ်ဖက်မှာလည်းမဏိပူရကတိတက်တွေရဲ့ကျူးကျော်တိုက်ခိုက်မှုကိုရှင်းဆက်မပြတ်ခံခဲ့ရပါတယ်ရင်းဝါအထိကတိမင်းသားတွေရောက်လာတဲ့ဟာညောင်ရမ်းရင်ပိုင်ရရဲ့အာနေရှုကိုပြသလေတာပါဤတွင်မှာလည်းခွန်တုတ်တွေများလာပြီးပြည်သူတွေဆင်းရဲကြတဲ့မှုနဲ့ကြုံတွေ့ရပါလေ1940ခုနှစ်ဟန်တာဝတီဘူမှာရှိတဲ့မွန်တက်တွေဟာရင်းဝါအုတ်ချုပ်ရေးကိုပုံကန်ပြီးတီရှာမင်းဆက်တည်ထောင်ခဲ့ပါလေဒါဟာညောင်ရမင်းဆက်တို့ကြီးမားဆုံးချင်းချောက်မှုပါရင်းဝါရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့မဟာဓမ္မရာဇာတိပတိတစ်ထက်မှာတိုင်းပြည်ကပကပျက်စီးလာခဲ့ပါလေ1952ခုနှစ်မှာဟန်တာဝတီတက်တွေဟာရင်းဝါကိုအပိဓာသိမ့်ပိုင်နိုင်ခဲ့ပြီးဒီလိုအနှစ်150ကျော်ကြာမြင့်ခဲ့တဲ့ညောင်ရန်ကေဟာတမိုင်းစာမျက်နှာထဲမှာနှိခုံချုပ်သွားခဲ့ရပါတယ်ဒါပေမဲ့ညောင်ရန်ကေဟာယမနိုင်ငံတို့အရေးကြီးတဲ့အမွေအနှစ်တွေရှင်းထားခဲ့ပါတယ်စနစ်ကျတဲ့အုပ်ချုပ်ရေးပုံစံနဲ့ညီယာစစ်တမ်းတွေဟာနောက်ပေါ်ပေါက်လာမဲ့ကိုမောင်ကေတို့အခြေခံဖြစ်လာခဲ့ပါတယ်ယဉ်ကျေးမှုနဲ့စာပေကဏ္ဍမှာလည်းခိုင်မာတဲ့အုံမြစ်တွေကိုရှပ်ပေးနိုင်ခဲ့တယ်လို့ညောင်ရန်ကေဟာမြန်မာနိုင်ငံရဲ့အလားပါဆုံးနဲ့အမေရဆရာကိတိခေဖြစ်ပါတယ်